ကမ္ဘာ့ဖလားကိုလှုပ်ခတ်သွားတဲ့ FIFA ရဲ့လှုပ်ဝက်ချက်စီမံကိန်းနဲ့ဖွဲ့ချုပ်ပြည်များရဲ့တော်လှန်မှုကမ္ဘာ့ဖလားလောကရဲ့တမိုင်းကြောင်းကိုအကြီးအကျယ်ပြောင်းလဲသွားစေမဲ့တဲ့ပုံထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့ FIFA ဥက္ကဋ္ဌ Gianni Infantino ကကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့စီးပွားရေးအခွင့်အရေးတွေကိုပုဂ္ဂလိကလုပ်ငန်းရှင်တွေစီရောင်းချဖို့လှုပ်ဝက်စီစဉ်နေတာပဲဖြစ်ပါတယ်။ Infantino ဟာ FIFA Forward Enterprise ဆိုတဲ့ဒေါ်လာ20ဘီလီယံတန်တဲ့ကုမ္ပဏီခွဲတစ်ခုကိုတည်ထောင်ပြီးတော့ကမ္ဘာ့ဖလားရဲ့စီးပွားရေးရှယ်ယာ20%ကိုအမေရိကန်ပုဂ္ဂလိကအစုရှယ်ယာကုမ္ပဏီတစ်ခုစီကိုလွှဲပြောင်းပေးဖို့ပြင်ဆင်ခဲ့တာပါ။ဒါကိုအောင်မြင်ဖို့အတွက် FIFA အဖွဲ့ဝင်217နိုင်ငံလုံးကိုတနိုင်ငံကိုဒေါ်လာ30စီတလုံးတစ်ခဲတည်းထောက်ပံ့ပေးမယ်ဆိုပြီးငွေကြေးမက်လုံးနဲ့စီယုံခဲ့ပါတယ်။ဒါပေမဲ့ဒီစီမံကိန်းကိုတရှိသွားတဲ့အချိန်မှာဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကကမ္ဘာ့ဖလားဟာ FIFA သဘောအတိုင်းရောင်းစားဖို့မဟုတ်ဘူးဆိုပြီးပြင်းထန်ကန့်ကွက်ခဲ့ပါတယ်။ဒါတွေမကဘဲနဲ့ဒီစီမံကိန်းကိုရှေ့ဆက်ရင်ဥရောပအသင်းတွေဟာကမ္ဘာ့ဖလားပြိုင်ပွဲကိုလုံးဝပါဝင်ရှင်ပြိုင်ခြင်းမပြုဘဲတပိတ်မောက်သွားမယ်လို့ရသတမ်းပေးလိုက်ပါတယ်။ပိုပြီးအားကောင်းသွားတာကတော့မြောက်အမေရိကအဖွဲ့ချုပ် CONCACAF နဲ့အာရှဘောလုံးအဖွဲ့ချုပ် AFC တို့ကပါဥရောပနဲ့ပူးပေါင်းပြီးကန့်ကွက်ကြောင်းကြေညာခဲ့ပါတယ်။ဒီအဖွဲ့ချုပ်ကြီး3ခုပေါင်းစည်းလိုက်တာကြောင့်ကန့်ကွက်တဲ့နိုင်ငံ136နိုင်ငံတည်ရှိလာပြီးတော့ FIFA ဥက္ကဋ္ဌလိုချင်တဲ့အတီးပြုတ်မယ်အားလုံးဝမပြည့်မီတော့တဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။အပြင်ဘက်ကဖိအားတွေအပြင် FIFA ရဲ့အဆင့်မြင့်စီမံကိန်းအကြံပေးပုဂ္ဂိုလ်ကိုယ်တိုင်ကပါဒါဘောလုံးလောကရဲ့အနာဂတ်အတွက်မကောင်းတဲ့သဘောတူညီမှုလို့ဝေဖန်ပြီးတော့ယာတီကနေနောက်ထွက်သွားပါတယ်။လက်ရှိမှာတော့အဖွဲ့ချုပ်ကြီးတွေရဲ့စူပါအင်အားကြောင့် Infantino ရဲ့ဒေါ်လာဘီလီယံတန်တဲ့ကမ္ဘာ့ဖလားစီမံကိန်းကလုံးဝပြည့်ပြည့်လူနီးပါအခြေအနေကိုဖြစ်သွားခဲ့ပါပြီ။မိမိတို့ရဲ့ကိုကျိုးစီးပွားအတွက်ကမ္ဘာ့ဖလားကိုပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ကြံစည်ခဲ့တဲ့ FIFA ရဲ့လုပ်ရပ်ပေါ်ပြည်သက်တို့ရောဘယ်လိုမြင်ကြပါသလဲ။ Infantino ရဲ့ခေါင်းဆောင်မှုပေါ်ယုံကြည်မှုရှိသေးရဲ့လားကိုမတ်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။